အမျိုးသားညီညွတ်ရေးအစိုးရ NUG အဖွဲ့လက်အောက်ခံလက်နက်ကင်တပ်တွေက SRA ຫນွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုအဖွဲ့ဝင်တပ်တချို့ကခေါင်းဆောင်တွေနဲ့တပ်ဖွဲ့ဝင်တချို့ကိုဖမ်းဆီးသွားတယ်လို့ SRA ဦးဆောင်ကော်မတီဝင်ကိုမင်းဟန်ထက်က Facebook မှာရေးသားပါတယ်။အမျိုးသားလွတ်မြောက်ရေးတပ်တော် NLA ကတပ်မှုတအူအပါအဝင်စုစုပေါင်း9ဦးကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ဆေးဂိတ်ခုမှာမတ်လ6ရက်မနေ့10နာရီလောက်ကဖမ်းဆီးခဲ့တာဖြစ်ပြီးတော့အမတ်1စစ်ဒေသရဲ့ညွှန်ကြားချက်ကြောင့်ဖမ်းတာလို့သိရကြောင်းကိုမင်းဟန်ထက်က AR သတင်းဌာနမှာပြောပါတယ်လူရောကားကိုရောဘဲကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လဲဆိုတာကိုလည်းမသိရကြောင်းသူကဆိုပါတယ်အခုအခါမှာတော့ NUG အဖွဲ့တာဝန်ရှိသူတွေနဲ့ညှိနှိုင်းနေကြောင်းလဲကိုမင်းဟန်ထက်က Facebook မှာဖြစ်ဆွဲရေးသားပါတယ်AR သတင်းဌာနနဲ့ကိုမင်းဟန်ထက်ဆက်သွယ်မေးမြန်းထားတဲ့မတ်လ9ရက်နေ့အင်တာဗျူးမှာ NUG နဲ့ဘုံနဂါဦးဆောင်တဲ့ BNRA ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်အကြားပဋိပက္ခတွေနဲ့ပတ်သက်ပြီးတော့ SRA အနေနဲ့ဝင်ရောက်ဖြည့်ရှင်းပေးဖို့ကြိုးစားခဲ့သလိုနှစ်ဖက်လုံးကိုအပြည့်ရဖို့အတွက်လည်းတိုက်တွန်းခဲ့တယ်လို့ပြောဆိုပါတယ်။ဒါအပြင်မိဖက်ပဋိပက္ခမှာလက်နက်သုံးမဖြည့်ရှင်းဖို့လည်းဆွေးနွေးခဲ့ကြောင်းပြောဆိုပါတယ်။အခုလိုအင်တာဗျူးဖြေပြီးတဲ့နောက်ပိုင်းတွေမှာ SRA အဖွဲ့ဝင်တွေကို NUG တပ်တွေကဖမ်းဆီးတာဖြစ်ကြောင်းကိုမင်းဟန်ထက်က Facebook မှာရေးသားခဲ့တာပါဒီလိုပြောဆိုချက်တွေနဲ့အခုဖမ်းဆီးမှုဘယ်လိုဆက်နွယ်လဲဆိုတာကိုတော့သေချာမသိရပါဘူး BNRA ခေါင်းဆောင်ဘုံနဂါကိုတော့အာဏာအလွဲသုံးစားမှုအဂရိလိုက်စားမှုတွေကြောင့်ဆိုပြီး NUG ကအင်အားထောင်ချီသုံးတိုက်ခိုက်ခဲ့တယ်လို့ NUG လက်အောက်ခံမဟုတ်တဲ့ဒေသခံတပ်တချို့ကပြောပေမဲ့အထူးသဖြင့်စကိုင်းတိုင်းအတွင်းက NUG လက်အောက်ခံတပ်တွေမှာဟင်ဟာဆိုင်းနေကြတဲ့ဆိုတဲ့သတင်းတွေလည်းခုနောက်ပိုင်းမှာခက်စိတ်စိတ်ထွက်ပေါ်နေပါတယ်။ရမပင်ဒေသအခြေဆိုင်ရိုးမရာဇာတပ်ရင်း20ကအိမ်တော်ရှင်အမျိုးသမီးတပ်ဖွဲ့ဝင်တဦးကိုတာဝန်ရှိသူတွေကိုအတိမပေးဘဲအဖွဲ့အတွက်အလူခံတာကြောင့်ဆိုပြီးတော့တပ်ရင်းမှုရန်ရှင်းအောင်ဆိုသူကမြေပြင်မှာမှောက်ခိုင်းပြီးတော့အချက်ပေါင်းများစွာရိုက်နှက်ခဲ့ကြောင်းလူမှုကွန်ရက်မှာရေးသားနေတာကိုတွေ့ရပါတယ်။ဒါအပြင်တခြား PDF တပ်ဖွဲ့ဝင်တဦးကဖမ်းဆီးခံရတဲ့အဲ့ဒီမွတ်စလင်အမျိုးသမီးတပ်ဖွဲ့ဝင်ကိုမရင်းချင်းခဲ့တယ်လို့ပေါင်နဲ့ခြေသလုံးမှာဓာတ်နဲ့ချစ်ပြီးတော့ရန်ရှင်းလို့ရေးခဲ့တဲ့ဓာတ်ပုံတွေလည်း online မှာပြန့်နှံ့နေပါတယ်အချိန်ပေါင်းများစွာလည်းရိုက်နှက်ခံခဲ့ရတယ်လို့ဆိုပါတယ်ဒီဖြစ်ရဟာတော်လန်ရေးအင်အားစုတွေကြားမှာတော့အကြီးအကျယ်တုန်လှုပ်ခြောက်ခြားစရာလည်းဖြစ်နေပါတယ်မိဖက်အဖွဲ့အစည်းတွေကြားအခုလိုဖမ်းဆီးမှုတွေနဲ့မြေပြင်တပ်ဖွဲ့တွေရဲ့လူခွင့်ရေးချိုးဖောက်မှုဆွဆွဲချက်တွေအပေါ် NUG အဖွဲ့ကတရားဝင်တုံ့ပြန်ပြောဆိုတာမျိုးမရှိသေးပါဘူး။မကြသေးခင်ကလည်းဝန်ကြီးချုပ်ရုံးကကြီးပြားဆိုသူအပေါ်တိုင်တန်းချက်တွေကို NUG ကကင်တွယ်ဖြစ်ရှင်းရမှာစနစ်တကျစုံစမ်းစစ်ဆေးတာမျိုးမတွေ့ရပဲမတရားတဲ့ဆုံးဖြတ်ချက်တွေသာတွေ့မြင်ရတာကြောင့်တော်လန်ရေးတပ်ဦးအဖြစ်အမည်ခံထားတဲ့ NUG အပေါ်အများကမေးခွန်းထုတ်လာကြပါတယ်တော်လန်ရေးကာလအတွင်းမိဖက်မဟာမိတ်အဖွဲ့အစည်းတွေနဲ့ယုံကြည်မှုတည်ဆောက်ရေးဟာအဓိကကျပြီးတော့အခုလိုဖန်ဆီးမှုတွေနဲ့ညှဉ်းပန်းနှိပ်စက်မှုတွေကတော်လန်ရေးအင်အားစုတွေအပေါ်လူထုရဲ့အားကိုးယုံကြည်မှုကြာဆင်းစေနိုင်တာကြောင့်ကိုယ့်ရဲ့ပုံရိပ်ကိုကိုယ်တိုင်ပြန်လဲဖျက်ဆီးနေသလားလို့ဝေဖန်ခံနေရတဲ့ NUG အဖွဲ့အနေနဲ့ခုလိုဖြစ်ရတွေကိုထိထိရောက်ရောက်စုံစမ်းစစ်ဆေးပြီးတော့အရေးယူသွားမှာလားဆိုတာကိုအများကစိတ်ဝင်စားစောင့်ကြည့်နေကြပါတယ်ကျွန်တော်ဆွေပါ